ဒီနေ့ဒီနေ့အတွက်လေ့ကျင့်ခန်းကိုဆုံးဖြတ်မှာဖြစ်ပါတယ်။အရင်ကလေ့ကျင့်ခန်းမလုပ်ခင်အားရအကျော်လျှော့တဲ့ဟာတွေကိုလျှော့ပါမယ်။အရင်ကရှင်းအောင်ကနေလျှော့ပါမယ်။ဒါကိုအချိန်တစ်ချိန်တော့တောင်းပါမယ်။ 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay, now you. Chin of illusion, wait around. 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay, we got it in the pair. So now she not all of it. 1, 2, we got it from 3 all of it. 6, 7, 8, 9, 10. We got them to join you. Joshua did that there. And so join all in the pair. Where am I? Okay, now that's it. 1, 2, 3, 4, 5, 6, 7, 8, 9, 10. She not be done this way. Later launch over here. 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay. She not over got me doing. Conjure show me. She will want to walk a newly change out my mame. 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. She will be collision now with your white on it. 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay. Peter is here. Let's go up. Change the color of me. 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay, for all people is here. Sheet now over me. 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay. Also, Joshua, we don't have me. They take on number 10. You don't want to push it, you don't want to get it. You don't want to push it. Oh, my shit, daily, so on it. You don't show up. A coach, and share on it. Chevy is here, and they would tell you how I got it. The look yellow you have on the daily time on it. I'll go shall I get? Bien, let my machine give me. He got the shape of command. A bomb job on it. He didn't get 1,
တဲ့ဆောင်လေးပြပါမယ်။ဆိုတော့ဒီလိုရှင်းမယ်။လက်မောင်းကိုရှင်းထုတ်လိုက်မယ်။ပေါက်ကိုစမယ်။လက်မောင်းရှင်းကြတော့ဝင်နေမယ်။မခုံးနဲ့ပုံလုံးမယ်။ကြီးလေးချမယ်။โอเคတော့ကြည့်နေတော့ဆောပါမယ်။ပုံရှင်းတယ်တော့မယ်။ But you like to go. Sit. 7. 8. 9. 10. Okay. ဒီလိုရင်ပြီးတဲ့ဆောင်လေးဖော်ပြပါမယ်။နောက်ထပ်10ကြီးလောက်သွားမယ်။ 1 2 3 4 5 6 7 8 9 Okay ကျင်းနေတယ်အဲ့ဒါကို3ကြောဆော့ပါမယ်။ကြောပြီးသွားလို့ရှိရင်စက္ကန့်3မိနစ်လောက်နားမယ်နားပြီးတော့ဒါကြောဆော့မယ်။3ကြောပြီးတော့မှ10မိနစ်နားမယ်။10မိနစ်ပြီးသွားလို့ရှိရင်နောက်တစ်ခုအမ်ရှိုးပါမယ်။ရေဦးလေးကိုပေါ်ပြောင်းလိုက်မယ်။ဒီလိုရင်ချမ်းလေးကိုညနှောင်းလေးနဲ့ထောက်လိုက်မယ်။ဒီကောင်းလေးကိုနေနေလေးတွေးထားမယ်။ပြီးသွားရင်အရှိကိုကလန်းချင်းနားပါမယ်။အခုနဲ့တစ်ချောင်းလေးတည်းလေးရှိရအောင်မယ်။ပြီးတော့ရင်ဘောင်းအောင်ချမယ်။ဖိုင်နဲ့အောက်ကိုချမယ်ကိုနေချလိုက်မယ်။ရှင်ပါကိုပြီးတော့ထုတ်မယ်။ပုံပြောင်းမယ်။ဒီကောင်းလေးကိုပြန်ချပုံပြောင်းမယ်။ဒီလေးချင်းအောင်စုပ်မယ်။ 1 လက်ပေါ်ပြောင်းမယ်။လက်နောက်တော့မယ်။ဒီလေးတော့မယ်။ပုံချမယ်။အဲဒီချပြန်ထပ်2နောက်အချိန်20ဆော့ပါမယ်3အတူတူလိုက်ဆော့ကြည့်အောင်4ကိုလုံးနဲ့တော့လေဖြည်းဖြည်းမှလေးတော့မယ်ကိုကဆော့လို့နည်းနည်းကြောင်းသွားပြီဆိုတော့နည်းနည်းလေးတော့ပါမယ်6 7 8 Let's go. โอเคနောက်လည်း30 3ကြော့ဆော့ပါမယ်ကြော့ပြီးရင်စက္ကန့်30လောက်နားမယ်နားပြီးရင်နောက်တစ်ကြော့ဆော့ပါမယ်အားလုံးစုပေါင်း3ကြော့ဆော့ပါမယ်ပြီးတော့မှ10မိနစ်တော့10မိနစ်လောက်နားပါမယ်နားပြီးရင်နောက်တစ်မျိုးကကြော့လေးချိန်ကဆော့ပါမယ်နောက်ကြော့ကြည့်တဲ့ချိန်မှာလည်းဒီလိုကြီးရအောင်မယ်နောက်တစ်မျိုးနောက်ကြော့ကြီးကြီးမီမီလေးဖြစ်အောင်လုပ်မယ်ရှင်ပါလေးကိုခဏနောက်ကြော့ကြည့်လိုက်အဲ့ဒါလေးကိုလေးတော့သုံးမယ်ဒီတော့ရင်ခန္ဓာကိုယ်လေး
စေးကိုင်းမယ်ကျင်ပါလေးနောက်ကိုပေါက်လိုက်မယ်ဒူလေးတွေနဲ့ကိုင်းထားမယ်ကျင်ပါလေးဖက်နောက်ကျောင်းကြည့်မယ်နောက်ဒီအားနဲ့1 2 3 4နောက်လည်းအချိန်30ဆော့ပါမယ်โอเคဒီလိုလိုက်ဆော့ကြည့်ရမယ်ဒီလိုလိုက်ဆော့ကြည့်အောင်1 2 3 4 5 6 7 ခါစမ်းမယ်ခါမတော့ပါနဲ့9 10 11 12 13 14 15 16 17 18 19 20 okay ဒါလည်းအချိန်30 3ကြော့ဆိုပါမယ်တစ်ကြော့ပြီးတော့ရင်စက္ကန့်30လောက်နားပါမယ်3ကြော့ပြီးတော့မှ10မိနစ်3မိနစ်နားပါမယ်နားပြီးမှနောက်ကအသစ်တစ်မျိုးဆော့မယ်နောက်ဆုံးတစ်မျိုး okay နောက်ဆုံးတစ်မျိုးကအလေးကိုနိုင်တဲ့လောက်လေးယူပါယူပြီးတော့ရဲ့ရှေ့ကိုတက်တက်လေးကြိုင်လိုက်မယ်ဒီလိုမျိုးပုံနဲ့ခါငါပုံတော့ဟုတ်ဒီလိုမျိုးလိုက်ကြိုင်လိုက်မယ်ရှေ့တော့လေးကိုဒီကားနဲ့လက်ကိုပုံပြောင်းတယ်ပြီးအောက်ရှော့1 2ပကောင်းတော့ပဲပုံပြောင်းတယ်4 okay အတူတူတိုင်းကြည့်အောင်အချိန်30လောက်ဆော့ပါမယ်1 2 3 4 5 6 7 8 9 10 more now that's it 1 2 3 4 5 6 7 8 9 okay ချိန်30လုံးကြော့ဆိုပါမယ်ကြော့ပြီးရင်စက္ကန့်30နားမယ်လုံးကြော့လုံးပြီးတော့မှပဲကျွန်တော်တို့နားပါမယ်ဒီပြီးကတော့တော့ပါပဲ